Hello everyone, United Myanmar က teachers ကလည်းဖြစ်ပါတယ်ဒီ video လေးထဲမှာတော့ present perfect tense နဲ့ present perfect continuous tense နဲ့ဘယ်လိုကွာလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် present perfect tense မှာဘာတွေကိုအသုံးပြုလဲဆိုလို့ရှိရင် complete action ပြီးပြပြီးသားကိစ္စတွေ result ရလဒ်တွေဒီလိုမျိုးဟာတွေပြောချင်ရင် present perfect tense ကိုအသုံးပြုပါတယ်ဥပမာ I have read a book ငါစာအုပ်တစ်အုပ်ဖတ်ပြီးသွားပြီ present perfect continuous tense မှာတော့ ongoing action မပြီးပြသေးတဲ့ကိစ္စတွေနောက်တစ်ခုက duration ကြာချိန်တွေ activity ဖြစ်ရက်တွေဒီလိုမျိုးတွေကိုသုံးနေလို့ဆိုရင်တော့ present perfect continuous tense နဲ့အသုံးပြုပါမယ်ဥပမာ I have been reading a book all morning ငါတစ်မနက်လုံးစာအုပ်တစ်အုပ်ဖတ်နေတာဒီတော့ present perfect tense မှာ I have read a book ငါစာအုပ်တစ်အုပ်ကိုဖတ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့စာအုပ်ကိုလုံးဝလက်ထက်မကင်ပဲလွတ်ချလိုက်တဲ့အခြေအနေပြီးပြတ်ပြီးသားအခြေအနေတခုပြောတာဖြစ်ပြီးတော့ present perfect continuous tense ရဲ့ I have been reading a book all morning ငါတစ်မနက်လုံးစာအုပ်ထိုင်ဖတ်နေတာဆိုတဲ့အခြေအနေမှာတော့မနက်ကလေးကနေအဲ့စာအုပ်ကိုလက်ထက်မှာတောက်လျှောက်ကင်ပြီးတော့ဖတ်နေခဲ့တဲ့အခြေအနေဖြစ်ပါတယ်ဒီတော့ example လေးတွေအနေနဲ့ပြောရရင်ပထမဆုံးအနေနဲ့ present perfect tense မှာ they have fixed the car သူတို့ကားပြင်ပြီးသွားပြီသူတို့ကားပြင်ပြီးသွားပြီဆိုတဲ့အခြေအနေမှာ present perfect tense မှာကားကလုံးဝကိုကောက်သွားပြီဖြစ်ပါတယ်ကားကိုလုံးဝမကင်တော့ပါဘူး present perfect continuous tense မှာ they have been fixing the car all day သူတို့တနေ့ကုန်ကားပြင်နေကြတာဒီလို present perfect continuous tense အခြေအနေမှာတော့ကားကိုတောက်လျှောက်ပြင်လာဖြစ်ပြီးတော့အခုထိလည်းပြင်နေသေးပဲဆိုတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုက they have washed the dishes သူတို့ပကံတွေဆေးပြီးသွားပြီဒီမှာလည်းပကံတွေဆေးပြီးသွားပြီဆိုတာကလုံးဝကိုဆေးပြီးတဲ့အခြေအနေပကံတွေကိုကင်မထားတော့တဲ့အခြေအနေကိုပြောတာဖြစ်ပါတယ် they have been washing the dishes သူတို့ပကံတွေဆေးနေကြတာဒီလိုအခြေအနေမှာတော့ပကံတွေကိုဆေးနေသေးပဲပကံတွေကိုလက်ကနေကင်ထားသေးပဲဆိုတဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်ခုက he has read a book သူစာအုပ်ဖတ်ပြီးသွားပြီ present perfect tense မှာစာအုပ်ဖတ်ပြီးသွားပြီဆိုတာကစာအုပ်ကိုလုံးဝမကြည့်တော့ဘူးစာအုပ်ကိုလက်ထက်ကချလိုက်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ present perfect continuous tense မှာ he has been reading a book since morning သူမနက်ကလေးကစာအုပ်ဖတ်နေတာဒီလိုအခြေအနေမှာတော့မနက်ကလေးကအခုအချိန်ထိလက်ထက်မှာစာအုပ်ကိုကင်ပြီးတော့ဖတ်နေတဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်ခုက present perfect tense မှာ she has exercised သူလေ့ကျင့်ခန်းလုပ်ပြီးသွားပြီလေ့ကျင့်ခန်းလုပ်တာရက်လိုက်ပြီးလုံးဝလေ့ကျင့်ခန်းလုပ်ပြီးသွားပြီပြီးပြတ်သွားပြီဆိုတဲ့အခြေအနေကိုပြောတာဖြစ်ပြီးတော့ present perfect continuous tense ရဲ့ she has been exercising for an hour သူလေ့ကျင့်ခန်းလုပ်နေတာတစ်နာရီလောက်ရှိသွားပြီဆိုတာကတော့လေ့ကျင့်ခန်းလုပ်တာမရက်သေးဘူးနောက်ထပ်လည်းလုပ်ရင်လုပ်အောင်မယ်ဒီလိုမျိုးမပြီးပြတ်သေးတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ present perfect tense မှာ they have played in the pool သူတို့ရေကူးကန်ထဲမှာဆော့ပြီးသွားကြပြီဒီလိုအခြေအနေကသူတို့ရေကူးကန်ထဲမှာဆော့တာပြီးသွားပြီရေကူးကန်ထဲကနေတက်လာကြပြီလို့ပြောတာဖြစ်ပြီးတော့ present perfect continuous tense ရဲ့ they have been playing in the pool for 2 hours သူတို့ရေကူးကန်ထဲမှာဆော့နေ2နာရီရှိသွားပြီဆိုတာကြတော့အခုရှိရေကူးကန်ထဲကတက်မလာသေးဘူးဆော့နေစေဆိုတဲ့အခြေအနေကိုဖော်ပြတာဖြစ်ပါတယ်ဒီတော့ present perfect tense နဲ့ present perfect continuous tense နဲ့ဘယ်လိုကွာလဲဆိုတာကိုနားလည်သွားပြီလို့ယူဆပါတယ်ဒီနေ့ရဲ့အိမ်စာလေးကတော့ဒီပေးထားတဲ့စာကြောင်းလေးတွေကို present perfect tense ဒါမှမဟုတ်ရင် present perfect continuous tense တွေကဒီစာကြောင်းလေးတွေနဲ့တင်တော်မဲ့ tense ကိုရွေးပြီးတော့ရေးပေးအောင်ဖြစ်ပါတယ်ဥပမာနံပါတ်1 she visit Paris 3 times ဒီစာကြောင်းမှာ present perfect tense ကိုသုံးမလား present perfect continuous tense ကိုသုံးမလားဆိုပြီးတော့ sentence လေးတွေပြန်ရေးပေးဖို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်